အခါမိုက်ဆုံးခါကျေးဇူးတင်ပါတယ်ကိုရှမ်းလို့ဘလို့ပြောလဲလို့မေးထားတဲ့သူတွေများလို့ပေါ့နော်အရင်တစ်ခါတော့လည်းတစ်ခေါက်တော့ဖြေပြီးသွားပြီအခုထပ်ပြီးတော့ဖြေပေးပါမယ်ရှင့်ကျေးဇူးတင်ပါတယ်ကိုရှမ်းလို့ညင်ကြုံမြောက်ခါညင်ကြုံမြောက်ခါအဲ့လိုပြောလို့ရတယ်နောက်တစ်မျိုးကကြုံမြောက်ခါကြုံမြောက်ခါအဲ့လိုလည်းပြောလို့ရတယ်နောက်တစ်မျိုးကကျေးဇူးအများကြီးတင်ပါတယ်ပေါ့နော်จมนำค่าจมนำค่าနောက်တစ်မျိုးကขอบใจค่ะขอบใจค่ะနောက်တစ်မျိုးကညင်းလီค่ะညင်းလီค่ะနောက်တစ်ခုကရပလက်နဲ့သုံးလဲရတယ်ယင်းလီค่ะယင်းလီค่ะယင်းလီค่ะအပေါ်ကညင်းကြုံမြောက်ခါလဲရပလက်နဲ့လဲသုံးလို့ရတယ်ယင်းကြုံမြောက်ခါလို့ပြောလဲရပါတယ်ရှင်ဟုတ်ကဲ့ပါကိုအဆင်ပြေတဲ့ဟာနဲ့သုံးပြီးတော့ပြောလို့ရပါတယ်ရှင့်အားလုံးပဲကြုံနမ်ခါ